တော်လန်မြေပါပြီးတော့ရေမမို့တည်င်းကောင်းလာပြီးပြောပြမယ်အကျွေးပြန်ယူပြီးတော့ပြောလို့ရတာပေါ့ပြီးတော့ရေကဏီမျိုးနဲ့နေဒီဗလဲမင်းကင်းမျိုးနဲ့အတွင်းနော်စစ်ကောင်စီစစ်တပ်အကြံဖက်စစ်အုပ်စုပေါ့နော်သူတို့ဗလဲပြီးတော့သူတို့ရဲ့ရင်အလုံးပေါင်းများစွာကိုပြီးတော့တိုက်ခိုက်ခံရတယ်ကွာမမို့တို့ရဲ့ PDF ဘက်ကမမို့တို့စီတဲ့ငဲနဲ့ကျွေးလိုက်တယ်ကွာမမို့ပြောလို့မရဘူးနော် drone နဲ့ပေါ့နော်အဲ့ဒီရင်ကိုအစီးပေါင်းများစွာ PDF တွေကကျွေးပေးလိုက်တဲ့အချိန်မှာစစ်ခွေးဘိုမှုတကောင်နဲ့အကောင်သေးသေးလေးအကောင်20ကျော်ကိုငရဲပြီမှာပို့လိုက်ပါလေငရဲပြီမှာပို့လိုက်ပါပြီစင်နော်ဘိုမှုတကောင်နဲ့အကောင်သေးသေးလေး20ကျော်ကိုငရဲပြီမှာပို့လိုက်ပါပြီစင်အဲ့ဒါအာရဝမ်းသာမင်္ဂလာတည်င်းပဲပြီးတော့ PDF တွေအရန်တော်တယ်အဲ့ဒီမမို့တို့စီတဲ့ငဲတွေကိုလည်းဒီထက်ထုတ်လုပ်လို့ရအောင်ပေါ့နော်ပြည်သူလူထုတွေလည်းဝမ်းပြီးတော့အားစိုက်ပေးကြပါလို့ပြောချင်ပါတယ်နော်အခုစာဖတ်မအားတဲ့တည်င်းကောင်းတွေဖတ်မအားတဲ့ပြည်သူတွေတချို့ကမို့ဖတ်ပေးမယ်ဦးကျော်သူတင်ထားတဲ့တည်င်းကောင်းတွေစီတယ်ဟုတ်ခုနပဲမမို့ဖတ်ပေးမယ်အာရဝမ်းသာစရာနော်မအားလာနဲ့ဖေလို့ဖင်ခံတဲ့ကောင်တွေများမအားလာကိုလက်ခံတဲ့ကောင်များဘယ်လိုမျိုးဒုက္ခရောက်လဲဆိုတာမမို့လာပြီးတော့နော်တည်င်းကောင်းဖတ်ပေးမယ်ဟုတ်ခုနပထမတည်င်းကောင်းတော့နော်ခွေးအကောင်ကြီးနဲ့အကောင်သေးသေးလေးနော်စုစုပေါင်း20ကျော်ငရဲဒီမှာ PDF မှာ PDF တွေကပို့လိုက်ပြီးတော့မအားလာရဲ့ရင်လဲအလုံးပေါင်းများစွာဖြက်စီခံရတယ်ကွာနော်အဲ့ဒါမင်္ဂလာတည်င်းကောင်းโอเคနော်ဦးကျော်သူရေးတင်ထားတဲ့တည်င်းကောင်းမှမဖတ်ပြပေးတော့မယ်နော်စာတွေအများကြီးရေးနေရင်ဖတ်ရတဲ့သူတွေအချိန်ထိခိုက်မှာမို့တူတူတက်တုတ်ပဲရေးလိုက်ပါမယ်မအားလာနဲ့ပေါင်းတဲ့ရစာမနစ်ကအာဆော့ပင်လယ်ပြင်ရေချောင်းခရီးတွေရဆိုင်လက်ရတယ်တဲ့အကြောင်းကတော့ယူကရိန်း drone တွေက9ရက်တပတ်တောင်မပြည့်သေးဘူးရစာတင်ပေါ်အစည်းကြီး60လောက်ကိုပြစ်မှတ်ထားတိုက်ခိုက်တာခံလိုက်ရလို့တဲ့ရစာဆိုတာတမန်နိုင်ငံငယ်လေးမဟုတ်ဘူးနော်ကဘာထိပ်သီးနိုင်ငံကြီးမအားလာရဲ့ဆရာတရုတ်နိုင်ငံရေကြီးမှုကလည်းလူတွေတော့ဘယ်လိုနေကြမလဲမသိဘူးရေစီးလန်းကြောင်းပေါ်မှာကားတွေမျောနေတာများຫນွေဥမှာတိရွက်6တွေလွင့်နေတယ်လို့မျိုးကားတွေမျောပါနေတဲ့အထိကိစ္စမရှိသေးပေမဲ့ပြဿနာကမွေးမြူထားတဲ့မွေဆိုးတွေပါလွတ်ကုန်တာပဲအကောင်ရေကလည်းထောင်ခနန်းလောက်ထိစီတယ်ဆိုတော့ရေဘေးသင့်ပြည်သူများမွေဆိုးတွေတန်ကလွတ်ပါမလားလို့စိုးရိမ်မိတာအမှန်ပါယုံတာမယုံတာတပိုင်းပေါ့နော်တချို့ကဒါကိုလောကဒဏ်လို့ပြောကြတယ်ကျွန်တော်အထင်တော့လောကဒဏ်ပါတဘောကတော့သူရုပ်နဲ့ပေါင်းတဲ့အကျိုးဆက်ပေါ့နော်ပြည်သူတွေဘေးကင်းကြပါစေဗျာတိလားနော်လူရောက်မှနဲ့ပေါင်းတဲ့သူတွေကဒီလိုမျိုးလောကဒဏ်ကြီးနဲ့တွေးဆောင်ရမှာပဲโอเคနော်ပြီးတော့အမမို့အမြဲတမ်းပြောတယ်မအားလာဘက်ကဘုံတစ်ခါကျဲလိုက်တာပဲဖြစ် PDF ကိုပက်ပက်ဆက်ဆက်နဲ့ရဲစနဲ့တားဖြတ်လိုက်တာပဲဖြစ်နော်အဲ့ဒီဝုတ်ကသူတို့ကအရင်နဲ့စောက်เสียဘလူးကခဏလေးပဲပြီးတော့တချို့မှဆိုရင်မနေ့ပိုင်းသူတို့လောက်ညနေပိုင်းသူတို့ထိပြီနော်အဲ့ဒါပဲတော်လန်ရေကနာကြည့်တယ်မကောင်းတာလောက်လို့စရင်ခဏလေးပဲဝုတ်လေတယ်အဲ့ဒါပြောထားမယ်โอเคနော်ပြည်သူတို့ပြောရမယ်ဆိုတော့ပြည်သူတို့မပြောတဲ့ပထမတည်င်းကောင်းကပြည်သူတွေအကောင်လုံးသိစေချင်လို့စရင်မောင်းထဲမှာတပတော့ဖတ်နော်အဲ့ဒီဘိုမှုနာမယ်ဘလို့လဲအောင်စီရလားဘာလားမသိဘူးနော်မမို့ကတည်င်းစစ်ကြီးမမို့တင်လို့မရလို့မမို့တူပဲတင်ပေးလိုက်မယ်နော်အဲ့ဒါပြည်သူတွေသိအောင်မမို့တို့တော်လန်ရေးကနော်မငြိမ်ဘူးပြီးတော့ PDF တွေနေ့တိုင်းတိုင်းတော်လန်တယ်နော်စူးစမ်းနေတယ်လူငယ်တွေကမနိုင်မချင်းလူငယ်တွေကဘယ်တော့မှသွေးမအေးဘူးအကြောင်းပြည်သူတွေလည်းသွေးမအေးနဲ့နော်ဒီညမမို့ရဲ့ပထမကမ်ပိန်းနောက်ဆောင်ရလည်းဖြစ်တယ် PDF လည်းအဖွဲ့7ဖွဲ့ကြံသေးတယ်အာနာယူမကြဆုံးမချင်းဒီတော်လန်ရေးမနိုင်မချင်းမမို့တို့ကဆက်ပြီးတော့တော်လန်သွားမယ်ဆက်ပြီးတော့ကူညီသွားမယ်ထောက်ပံ့ပေးသွားမယ်နိုင်သလားပေါ့နော်အဲကြောင့်မမို့ရဲ့မိုးခိုင်မှာလာပြီးတော့ဆက်သွယ်လာလို့ရတယ်ကိုမတို့ရေဒီညတော့မပြည့်မချင်းတော့မိုးလင်းတဲ့အထိပဲနော်စူးစမ်းမယ်မအေလို့တောင်မှနော်ပြည်သူလူထုကမတရားနှိပ်စက်တပ်ဖြတ်ဖန်စီထောင်ချနော်ငွေညစ်ခိုးဆိုးလူရဲ့ထမြတိုက်နိုင်ငံကိုရောင်းစားဖြက်စီတဲ့ကောင်ကသူလုံးဝဆွဲမစော့တာငါတို့လိုအနိုင်ကျင့်ခံတဲ့သူငါတို့လိုနှိပ်စက်ခံတဲ့သူကငါတို့ဆွဲစော့เสียလားနော်လူရောက်မှကိုနိုင်ချင်လို့ရှိရင်လူရောက်မှထက်အစပေါင်းများဆိုငါတို့ဆွဲကောင်းရမယ်ပို့ပြီးတော့စူးစမ်းပေးရမယ်နော်โอเคပြည်တို့အဲ့လောက်ပါပဲပြည်တို့ရေတည်င်းကောင်းတော့နော်မမိုးကြားပြီးတော့မိုးတိပြီးဆိုရင်မမိုးနေ့တိုင်းလာပြီးတော့ပြောပြမယ်โอเคနော်အဲ့လောက်ပဲ